စားချောင်းလို့ဖျားရောင်ချောင်းနေဆိုတဲ့စကားမှာမန်းနေကြတော့ပေါ့ကိုတော့ခက်လာတာပဲပေါ့ကိုတော့မဟုတ်ပါဘူးကိုလိုလူပြောရင်ယဟန်နေဖုန်းကြီးတွေကိုလိုလူတုံးတဲ့သူပေါ့ကိုတော့လူခေါ်လို့မရသူပေါ့ကလုံးလို့ခေါ်မှရမယ်သူမှပါကြီးချင်းမှမရှိဘူးဒါကြီးချင်းမှမရှိဘူးဘာမှလည်းမတတ်ဘူးမြန်မာစကားတော့တနဲ့ခွဲအောင်မပြောနိုင်တဲ့ကိုကတေခါလည်းမရှိဘူးတမားလေးလည်းမရှိဘူးဘာချင်းကြမှုမှလည်းသူမှမရှိဘူးစားချောင်းလို့ကြားအောင်ချောင်းနေတာတခုပဲရှိအတက်ငယ်လေးနဲ့မြန်မာနိုင်ငံတပြည်လုံးပတ်ပြီးတော့မြန်မာနိုင်ငံမဟုတ်ပါဘူးနိုင်ငံခြားတွေတော့ပတ်ပြီးတော့တရားဟောနေတယ်ဟိုကိုရင်နဲ့အိုးရမတာတာလောက်တော့ရည်ချင်းမရှိဘူးအနေစားချောင်းလို့တင်ငါခြုံထားတာပဲရှိတာမြန်မာနိုင်ငံတင်ငါဝတ်ထားတယ်ဆိုတာနေကခြုံတာလည်းပါတယ်ဒီကြတော့ဘယ်လိုပြောရမလဲဒေါ်လာရင်ရောဘာရောလောက်ထားတာအမှန်တကယ်တင်ငါကိုချီတာဖြစ်နေသူအတုံးချတယ်မန်ကတူလူဝစ်ကြောင်နေတာဆိုရင်သူပေးရကြာလာနေတင်ငါကိုချီကဖြစ်နေကားပွဲယူအစားလည်းချောင်းအလောကမနှုတ်ချင်းပြောတော့လည်းမိမလို့မိမရဖိုးကြီးတစ်ပါးဖြစ်နေပြီးတော့ပေါက်ကြရတယ်ရှောက်ပြောခမယောကိုကြံတကူပေးမယ်တိလားအနေစားချောင်းလို့ဖျားရောရှောင်းမိနေတင်ငန်းလို့ဝတ်မနေမယ်ခမထမိန်နာချုံနေလိုက်ထမိန်ချုံသားမှာခမလာတာဖြစ်လို့ရှိရင်ဘို့ပြန်လို့ကြောက်ပဲငရဲကြမှာချင်းတူကတော့တင်ငန်းဝတ်ပြီးတော့ဝီနီလည်းမသိပါမသိညာမသိလို့ပြီးတော့ငရဲကြမှာချင်းတူကတော့တင်ငန်းဝတ်မနေတာခမထမိန်နာချုံနေလိုက်